တောင်ကိုရီးယားရဲ့အအောင်မြင်ဆုံးတကူတော်အဆိုတော်ဖြစ်တဲ့အပြင်အခုဆိုရင်အတော်ဆုံးမင်းသမီးစီးရင်မှာပါလာတဲ့အာယူဟာကောလာဟာလာသတင်းထွင်နေတဲ့အမှုပညာရှင်တွေထဲကတယောက်ပါသူဟာပွဲဥထွက်ကလေးကတရားဝင်ချပြပြီးတွဲခဲ့တဲ့ချစ်သူ2ယောက်ပဲရှိခဲ့ပြီးတော့တခြားမင်းသမီးတွေလိုအခြေရည်သတင်းတွေအများကြီးမထွက်ခဲ့သူပါအာယူတယောက်ဘသူတွေနဲ့သတင်းထွက်ခဲ့တာလဲတကယ်ပဲချစ်သူဖြစ်ခဲ့ရလားဆိုတာကိုကြည့်လိုက်ရအောင်နံပါတ်1 Super Junior ဖွဲ့ဝင်အောင်ရဟုတ်ပါတယ်တော်တော်များများမထင်ထားကြတဲ့ဒီအတွဲလေးက2012တုန်းကအင်တာနက်တစ်ခုလုံးပေါ်မှာဘလူပြန်သွားခဲ့တဲ့အကြောင်းအရာပါအဲ့ဒီအချိန်တုန်းကအာယူဟာဆိုရှယ်မီဒီယာတိတ်မသုံးတတ်သေးသလိုပွဲဥထွက်လာတာအတော်အသင့်လောက်ပဲရှိသေးတာကြောင့်ပုံမှန်တင်ခဲ့မိရပါသူတင်လာတဲ့ပုံဟာအာယူနဲ့အွန်ဟျော်တို့ရဲ့ဆာဖီပုံဖြစ်ပြီးပုံအနေထားအရနှစ်ယောက်သားပုံထဲမှာအတော်လေးရင်းနှီးနေကြပြီးအဲ့ရပေါ်လဲအိမ်နေတဲ့အနေထားလိုမျိုးမြင်နေရတာပါစူပါဂျူနီယာဟာလည်းနာမည်ကြီးအိုက်ဒေါပွဲဖြစ်နေတာကြောင့်ဒီပုံဟာမိနစ်ပိုင်းလေးပဲတင်လိုက်ပေမဲ့အင်တာနက်တစ်ခုလုံးမှာပြန့်သွားပြီးနောက်နှစ်ယောက်သားချစ်သူဖြစ်နေကြပါတယ်ဆိုတဲ့ကောလာဟာလာတွေစတိုက်ထွက်လာပါတော့တယ်အာယူရဲ့ agency ဘက်ကနေပြီးပုံဟာတာမန်တငယ်ချင်းတွေကြားရိုက်ထားကြတဲ့ပုံသက်သက်ဖြစ်ပြီးတော့နှစ်ယောက်သားဟာပွဲဥစထွက်ကလေးကခင်တဲ့သူတွေဖြစ်ကြောင်းပြန်ဖြေရှင်းခဲ့ပါတယ်နံပါတ်1ဂျန်ကီဟာတရုတ်ဆောင်ဖြစ်တယ်လို့အဆိုတော်နဲ့တရေးစရာလေးဖြစ်တဲ့ဂျန်ကီဟာLU ပထမဆုံးပရိသတ်တွေကိုချပြပြီးတွေ့ခဲ့တဲ့သူလို့ယူဆနိုင်ပါတယ်။သူတို့နှစ်ယောက်ဟာအသက်အဖြစ်17နှစ်กว่าကြတဲ့အပြင်ဂျန်ကီဟာပရိသတ်တွေရှာလူသိမများတဲ့လူဖြစ်တာကြောင့်သဘောမတူတဲ့ပရိသတ်တွေရှိခဲ့ပါတယ်။ဒါပေမဲ့အာယူကိုယ်တိုင်ကဂျန်ကီဟာကိုသူတွေ့ချင်းသဘောကျခဲ့သူဖြစ်ကြောင်းနဲ့သူလေးစားရပြီးဂီတပိုင်းဆိုင်ရာမှာသူ့ကိုအများကြီးသင်ပြပေးသူဖြစ်ကြောင်းတွဲနေတာနှစ်နှစ်ရှိပြီဖြစ်ကြောင်းပရိသတ်တွေကိုစာရေးပြီးပြောပြခဲ့ပါတယ်။သူတို့နှစ်ယောက်တွဲနေချိန်မှာအာယူဟာဒီဆက်ဆံရေးကိုအတော်လေးတမိုးထားခဲ့ကြောင်းနီးလဲအမျိုးမျိုးနဲ့ပြသခဲ့ပါတယ်။ဒါပေမဲ့၄နှစ်တွဲပြီးနောက်မှာတော့နှစ်ယောက်သားဟာလမ်းခွဲလိုက်ကြပြီးဖြစ်ကြောင်းကုမ္ပဏီတွေကနေတဆင့်အသိပေးလာခဲ့ပါတယ်။နံပါတ်3အီဂျွန်ဆော့ကီဒရမာပရိသတ်တွေအပျော်ကြီးပျော်ခဲ့ရတဲ့သတင်းဖြစ်တဲ့အီဂျွန်ဆော့နဲ့အာယူတို့ချစ်သူဖြစ်ကြောင်းသတင်းဟာအခုချိန်ထိ iconic ဖြစ်နေစေတဲ့သတင်းဖြစ်ပါတယ်။နှစ်ယောက်သားဟာတငယ်ချင်းတွေအဖြစ်ပွဲဥထွက်စားကလေးကခင်မင်နေကြတာဖြစ်ပြီးနှစ်ပေါင်းအကြာကြီးတငယ်ချင်းဖြစ်ရာကနေချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။အီဂျွန်ဆော့ဟာသူဆုလက်ခံစကားပြောတဲ့အချိန်မှာချစ်သူဖြစ်သူကိုကျေးဇူးတင်ကြောင်းပေါ်တင်ပြောသွားခဲ့ပြီးနောက်တစ်ရက်မှာပဲအာယူနဲ့သူနဲ့ဒိတ်တင်သတင်းတွေကိုအတည်ပြုခဲ့ကြတာပါ။နှစ်ယောက်လုံးဟာပရိသတ်အားပေးမှုအပြည့်အဝရထားတဲ့အမှုပညာရှင်တွေဖြစ်တာကြောင့်သဘောတူတဲ့လူတွေများသလိုသူတို့ကိုယ်တိုင်ကလည်းအချင်းချင်းဘလောက်ချစ်ကြောင်းကိုစာရေးပြီးဆုတောင်းပေးကြဖို့ပြောခဲ့ကြပါတယ်။အခုထိလည်းအီဂျွန်ဆော့ဟာချစ်သူဖြစ်သူအာယူနဲ့ပတ်သက်ပြီးပရိသတ်တွေကစားနောက်ရင်အဆက်သိမ်းနေတုံဖြစ်ပြီးအာယူကလည်းသူ့အချစ်ရေးအစဉ်ပြေနေကြောင်းမတိမတာပြောပြတတ်တာကြောင့်နှစ်ယောက်သားဟာတကယ်ပျော်ရွှင်ရတဲ့ဆက်ဆံရေးကိုပိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ဒီ၃ယောက်ကတော့အာယူနဲ့အတူကောလာဟာလာတဲ့တင်တွေထွက်ခဲ့တယ်လို့လူသိရှင်ကြားလက်တွဲခဲ့တဲ့အထိတေချာခဲ့တဲ့သူတွေဖြစ်ပါတယ်။ငကူကလေးကအနေအေးတဲ့သူဖြစ်တဲ့အာယူဟာအမှုပညာလောကမှာဆယ်စုနှစ်နှစ်ခုနီးပါးလှုပ်ရှားနေတာဖြစ်ပေမဲ့အခုချိန်ထိကောလာဟာလာတဲ့တင်တွေစိုးစိုးဝါမထွက်ဘူးတယ်လို့လက်ရှိမှာဆိုရင်ချစ်သူဖြစ်သူအီဂျွန်ဆော့နဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေတာပါ။ပရိသတ်တွေကတော့နှစ်ယောက်သားကိုအမြတ်လက်ထက်စီခြင်းပြီးလက်တွဲသွားကြတာမျိုးမြင်ချင်နေကြပါတယ်။ပရိသတ်ကြီးရောအာယူရဲ့ပြောပြသွားတဲ့ဒိတ်တင်သတင်းတွေကဘယ်တစ်ခုကိုသိခဲ့ကြလဲဆိုတာကွန်မန့်မှာပြောသွားကြပါအောင်နော်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကိုရီးယားအမှုပညာရှင်တွေရဲ့သတင်းတွေကိုသိချင်နေဆိုရင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးစောင့်ကြည့်နိုင်ပါတယ်ရှင်။